ကျွန်တော်နာမည်ဆိုကြီးတစ်ထုတ်လုပ်ရေးလုပ်ငန်းမှာစိုက်မနေဂျာတယောက်ပေါ့ကျွန်တော်အလုပ်ကမြန်မာပြည်အနှံ့မှာရှိတဲ့ဒေါ်နက်ကြီးတွေထဲမှာတစ်ပင်တွေခုတ်လဲပြီးမြို့ပေါ်ကိုပြန်ပို့ရတာဒီတစ်ခေါက်ကျွန်တော်တို့အဖွဲ့တာဝန်ကြတာကရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အဆက်ကမရောက်ဖူးသေးတဲ့တောအုပ်ကြီးတစ်ခုထဲမှာပါကျွန်တော်တို့အဖွဲ့မှာအလုပ်သမား9ယောက်ပါတယ်ရွာနဲ့အနည်းငယ်လမ်းတဲ့တောဆက်မှာပဲရှာရီတဲထိုးပြီးစခန်းချကြတယ်ရွာကလူကြီးတယောက်ကကျွန်တော်တို့စီရောက်လာပြီးမင်းတို့ဒီတောထဲမှာတိတ်မခုတ်ကြပါနဲ့ကွာအထူးသဖြင့်တောင်ကုန်းပေါ်ကအကြီးဆုံးအပင်ကြီးကိုတော့လုံးဝသွားမထီးကြနဲ့အဲ့ဒါတောဆောင်တဲ့ဆံမြန်းတဲ့တိပင်ကြီးကွဲလို့လာသားတယ်ကျွန်တော်ကတော့ခေပညာတတ်တယောက်မို့ဒီလိုအယူတီးတောင်တွေကိုမယုံပါဘူးစိတ်မပူပါနဲ့ဦးလေးရဲ့ကျွန်တော်တို့ကအလုပ်လုပ်တာပါဆိုပြီးပဲပြန်ပြောလွတ်လိုက်တယ်နောက်နေ့မနေ့မှာပဲကျွန်တော်တို့အဖွဲ့သားတွေအဲ့ဒီတောင်ကုန်းပေါ်ကအေယာမအပင်ကြီးကိုစတင်ခုတ်လဲဖို့ပြင်ကြတယ်အပင်ကကြီးလုံးတော့တနေကုန်နီးပါးခုံးမှလဲကျသွားခဲ့တယ်တစ်ပင်ကြီးမြေပေါ်တို့လဲကျသွားတဲ့အချိန်မှာတောတစ်ခုလုံးတင်းခနဲ့တုံသွားပြီးထူးဆန်းတဲ့ဒူးမြင့်တဲ့လေချွန်တန်လို့အတန်ကြီးကိုကျွန်တော်တို့အားလုံးကကြားလိုက်ရတယ်ဒါပေမဲ့ဘယ်သူမှတူခယူးမဆိုင်ခဲ့ကြဘူးအဲ့ဒီညမှာတော့အဖြစ်ဆိုးတွေစတင်ခဲ့တယ်ညတကောင်ချိန်မှာကျွန်တော်တို့တဲကူတဆုံတယောက်ကလာလို့တလို့တုံခါလာလို့အားလုံးကလန့်လို့ကုန်ကြတယ်တဲအပြင်ဘက်ကိုထွက်ကြည့်တော့ဘယ်သူမှမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့မီးပုံဖူထားတဲ့မီးကြီးခဲတွေကပြာပုံဘဝရောက်နေပြီးအနီးအနားကတစ်ပင်တွေမှာလက်သေးရအကြီးကြီးတွေနဲ့ခုတ်ချစ်ထားတာကိုတွေးပြက်ဖွယ်ရတွေးလိုက်ရတယ်အဖွဲထဲကကိုပါတောက်ဆိုတဲ့လူတယောက်ဆိုကြောက်လို့ဖျားတောင်ဖျားလာတယ်နောက်တညမှာတော့အခြေအနေပူဆိုးလာပြီးကျွန်တော်တို့အိတ်နေတုန်းမှာပဲကိုပါတုတ်တယောက်ကဲကြပါဦးတစ်ပင်လူကြီးလို့အော်ရင်တဲထဲကနေထွက်ပြေးသွားခဲ့တယ်အားလုံးကလိုက်ရှာကြပေမဲ့သူ့ကိုလုံးဝရှာမတွေ့တော့ပါဘူးသူ့ရဲ့ရှေ့ယာတွေကသူတယောက်တည်းပြေးသွားတာမဟုတ်ပဲအေယာမရှေ့ယာကြီးတစ်ခုကသူ့နောက်ကနေလိုက်သွားပြီးတောနက်ထဲမှာပျောက်ဆုံးသွားတာကိုပဲတွေ့လိုက်ရပါတယ်အခြေအနေမကောင်းတော့မှန်းသိလို့ကျန်တဲ့လူတွေနဲ့ကျွန်တော်မနဲ့လင်းအားကြီးပြန်ဖို့ပစ္စည်းတွေတင်ကြတယ်အဲ့ဒီအချိန်မှာပဲတောထဲကနေရှေ့တန်းလို့တစ်ချက်ရှက်အတန်တွေကြားလာရတယ်အတန်ကတဖြည်းဖြည်းနီးလာပြီးကျွန်တော်တို့ရှေ့ကိုရောက်လာတဲ့အရာကြောင့်အားလုံးကအသက်ရှူဖို့တော့မေ့သွားကြတယ်အဲ့ဒါလူတယောက်ပုံစံရှိပေမဲ့တကူလုံးကတစ်ခေါက်တွေတစ်မြစ်တွေနဲ့ဖွဲ့စည်းထားပြီးအရက်ကတော့တစ်ပင်ကြီးတစ်ပင်လောက်ကိုမြင့်ပါတယ်သူရဲ့မျက်လုံးတွေကမီးခဲလိုအနီရောင်တောက်လောင်နေပြီးသူရဲ့ပါးစပ်ကနေငါအိမ်ကိုဖြစ်စီတဲ့ကောင်တွေငါ့ကိုတောက်ခတ်ပေးတဲ့ကောင်တွေဆိုတဲ့တောသားတကြီးဟင်းဟောက်တန်ကြီးထွက်ပေါ်လာတယ်ကျွန်တော်တို့လည်းကြောက်လုံးလို့လက်ထဲကပစ္စည်းတွေပစ်ချပြီးရွာရှိရာဘက်ကိုမလက်ကြည့်တန်းအသက်လူပြေးကြတော့တယ်ကျွန်တော်တို့နောက်ကနေတစ်ပင်တွေကျိုးကြတဲ့မြေကြီးတွေတုံခါလာတဲ့အတန်နဲ့တောမှန်ကြီးတဲ့ဟင်းဟောက်တန်ကြီးကမပြတ်တမ်းလိုက်လာခဲ့တယ်မနဲ့မိုးလင်းခါနီးမှကျွန်တော်တို့၄ယောက်ရွာထဲကိုတွေးတန်တရေရဲနဲ့ရောက်သွားခဲ့ကြတယ်ရွာကိုရောက်တော့ရွာလူကြီးကကျွန်တော်တို့ကိုတွေ့ပြီးတက်ပြင်းချရင်ငါပြောသားပဲကွာမင်းတို့မယုံခဲ့ကြဘူးအခုတော့လူတယောက်အသက်ပါသွားပြီလို့ဆိုတယ်ကျွန်တော်တို့လည်းကိုပတ်တော့အတွက်ဝမ်းနဲ့စွာနဲ့ပဲအသက်ဘေးကနေလွတ်မြောက်ခဲ့တဲ့အတွက်တောဆောင်နဲ့ကိုရောကျွာသားတွေကိုပါအနှုတ်အညွန့်တောင်းပန်ပြီးအဲ့ဒီဒေတာကနေချက်ရှင်ထွက်ခွာခဲ့ကြတယ်ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်မှာကျွန်တော်လည်းတစ်ခုတ်တဲ့အလုပ်ကနေလုံးဝထွက်လိုက်ပါတော့တယ်တချို့အရာတွေဟာကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်ပေမဲ့တကယ်ရှိတယ်ဆိုတာကိုရောတဘဝတရားကိုမလေးမစားမကြောက်မရွံ့တဲ့အခါဘယ်လောက်ကြောက်စရာကောင်းတဲ့အဖြစ်တန်ကိုခံရနိုင်တယ်ဆိုတာကိုပါ
ကျွန်တော်တက်တက်မမေ့နိုင်တော့ပါဘူးကိုပါတော့တယောက်ကတော့အဲ့ဒီတော့နဲ့ကြီးထဲမှာဒေါ်ဆောင်နဲ့ရဲ့အမျက်တော်တာအတွက်အသက်နဲ့ရင်းပြီးပေးဆက်ကြံရိတ်ခဲ့ပါတော့တယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ရှေးသားတင်ဆက်သူတန်းအောင်စင်ပါခင်ဗျာဒီဆက်လန်းလေးကိုချိုင်းနစ်တက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အားပေးသွားဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ